Cô hôm mà biển này nghe cái gì bán nghe lì lẽ bà xem nghe cái lì chị tiếng nghe lì hả chị lùi về đi ra biểu đấy sang cái nghe cái lì hôm nghe cả ai rồi cô luôn nghe gì ta chỉ cái lì chị cái lì cô luôn mẹ này luôn đấy ai phải chịu là cô chết ta bỏ giờ sao thâu để lâu để lấy à lên nè ngã mà để thâu để này quả mấy này lấy đã qua tất lâu sao mày mới chịu không cha ôi ya bà nghe chi đâu nghe nhà lớn vào là có cùng chi bà là quá bà đây lấy bà nghe lấy lâu tí trên lâu mấy đấy hào ngã lấy bé tí mà rồi quả mấy này ngã tôi đi là lâu này là màu ra này mà bộ bà mà là ra màu yuan mình này ngã mà tí màu rồi mấy bà lâu rồi mấy nè đi bảo mấy anh nghe của tí đó bà lâu màu gì mà bà này sao mình mấy ra này quá đó qua mình hello hey ယောက်ျားတွေများဟဲ့မရခင်တစ်မျိုးရပြီးတစ်မျိုးအမျိုးမျိုးပြောင်းလဲတတ်တော့နင်တို့လေခုထိလင်မရပဲအပြိုကြီးလုံနေမှာဝမ်းတာတယ်တကယ်ချင်းယောက်ျားများမယူနဲ့ကြယူရယူတယ်လေအခုငါယူတော့ဒီယောက်ျားဘလောက်ဆိုးတယ်ဆိုတာငါတီးတော့နင်တို့ပြောပြတယ်လေမလေကိုကနဲ့ကိုတယောက်တည်းနေစမ်းမှာဟဲ့မယူနဲ့ငါရှိလာတယ်ယူလို့ပါဆိုမှာငါတော့ယူမှာပဲဘယ်ယူဖို့မွေးလာတာဘယ်လောက်နိုင်နေတော့ကလေပြောလေကဲလေမန်းလေပြဲလေငါစိတ်နာနဲ့ပြမလေးငါမမိတဲ့ငါတို့ညားခါစားတော့ငါတော့ဟဲ့ငငယ်ရွယ်နဲ့လင်ရတာဆိုတော့ဟဲ့ငါအဲ့တော့မချက်တော့ပြုတ်တက်ဘူးလေကိုကချစ်ချက်ထားလေစားလို့အဆင်ပြေလားပြေပါပါchị ဒါလေးကကြက်ဥကြော်ဒါလည်းကြက်ဥကြော်ပဲဒါမဲ့ဒါ hybrid ဘာလို့ကြော်ဒါကျတော့ကြက်ဥကိုဖမ်းကျင်ပြီးလေးနဲ့အနှစ်ကလေးနဲ့ချက်ထားဒါကျတော့ကြက်ဥပြုတ်ဒီတိုင်းလေးပြီးတက်ကိုများစားချင်မလားလို့တော်လိုက်တာကိုချစ်ကဒါနဲ့ဟိုဘာလို့ချက်ဥကြီးပဲချက်တာလဲကိုကြက်ဥကြိုက်တယ်ဆိုပြောဦးတယ်ဟုတ်သားပဲတော်တယ်ဘယ်လိုအဲ့လိုခင်းနေအများကြီးချက်တတ်တာလဲကုန်ချက်တက်တယ်မချက်တက်တဲ့ဟင်းမရှိဘူး YouTube ထဲကနေဖွင့်ပြီးချက်လိုက်တာတခြားစားကြတယ်ပြောနော်အကုန်လုံး YouTube ထဲကနေကြည့်ပြီးချက်တယ်ကိုချစ်လေးကအရန်တော်တာပဲဒါမဲ့လေနောက်ခါကျရင်ချက်ဥတစ်မျိုးတည်းကိုအဲ့လိုခင်းနေအများကြီးမချက်ပါနဲ့လားဟုတ်ဘာလို့လဲဟိုခင်းတစ်ခွက်တည်းဆိုရပြီလေဟာလို့အဆင်ပြေဘူးမဟုတ်ပါဘူးဟိုကိုချစ်လေးပင်မမစိုးလို့လေညာခါစားတော့အများဆိုဟဲ့ဘာချက်ကျွေးကောင်းလိုက်တာတဲ့ရဲ့ရေကိုစားခတ်တိုင်တော့မှသူ့မှာဟဲ့တောက်လို့မဝနိုင်ဘူးနောက်တော့ဝဲပေးတော်မူပါလို့ဟဲ့ခဏနေထမင်းစားကောင်းလားငါ့မှာကောင်းတယ်လေလက်ရကောင်းလားကောင်းပါလားပြမယ်ဘလောက်ထိအပြစ်မရှိအပြစ်ရှာပြောတတ်လဲဆိုငါပြမယ်ဒါကြရဲ့ထမင်းစားနေလားအေးစားနေပြီမစားရအဆင်ပြေလားကြာမင်းချက်တဲ့ဟင်းကိုမင်းပြန်မြည်ကျဲလားမသိဘူးဒီမှာအချင်းဟင်းနဲ့ပြစ်ကြောတယ်အချင်းတော့ဘုံသွားနေကျင်းကုန်တော့ပါဒီကြားရဲ့ချက်သားဟင်းကငန်းနေသေးဟောဟုတ်မခါတော့မပုတ်တော့ထမင်းတစ်ခါစားတော့ပါလားစားပြီကိုလင်းစောနာပဲကိုလင်းကလည်းစားလိုက်တာစားပြီးတော့ပြီလားဟင်းကတော့အစင်ပြေမှာမဟုတ်ဘူးအကုန်လုံးအချင်းနေကြည့်ဆိုတော့လေကျွန်တော်မိမအဲ့လိုပဲဟင်းအစဟက်ကဘယ်တော့မှမတည့်ဘူးအားနာလိုက်တာတွေ့ရနော်ဒီနေ့တွေ့ရနော်အပြစ်မရှိအပြစ်ရှာပြီးကိုရှောက်ပြောတာအကောင်းကိုမပြောတာသိလားလေညာကစားတော့ဆိုရင်မှတ်မိပါသေးချစ်နေမကောင်းလားကိုဖုန်းခေါ်နေကွာတလုံးလုံးခေါ်နေဖုန်းလည်းမကန်ဘူးစိတ်ပူလိုက်တာမျက်လုံးတွေကိုပြသွားပဲချစ်ရဲ့ကောင်းပါလေဖုန်းခေါ်ထားသေးလားဟုတ်ပါ miss call တွေကိုအများကြီးဖုန်းကဘာဖြစ်နေမှမသိပါဘူးကိုရဲ့မကောင်းတော့လားမသိ ring တော့လည်းမကြားတစ်ချက်စခရီးကလည်းပို့လို့မကောင်းတော့ဘူးဖုန်းမကောင်းတာညာအစ်စ်လဲလေးချစ်ပေါ်ပါပြီသုံးလို့ရပါသေးရဲ့ကိုရဲ့အစ်စ်ပဲဝယ်လိုက်ပါ Samsung ပဲကန်လာကိုလို iPhone ကန်လာမင်္ဂလာပါဟုတ်ကဲ့ဒီမိုဘိုင်းတော့ကြိုဆိုပါရခင်ဗျာမင်္ဂလာပါရှင်ကိုနဲ့မှာဘာဖုန်းလေးပြပြရမလဲရှင်ဒီလို KMT မှာလေ brand new phone ကို second phone တွေအမျိုးစုံရပါတယ်ရှင် brand new ပဲကန်ပါလားချစ်ရဲ့တော်ပါပြီကိုရဲ့ go second hand လည်းကောင်းနေရည်ကိုပြီးလို့ရှင်ပတ်စံတက်တာလည်းနဲလာပေါ့ကို second ဆိုလို့ရှင်လေဒီလို KMT မှာလေလုံးဝကိုအာမခက်အပြည့်ဝနဲ့ကိုရောင်းပေးတာမှပတ်စံနဲ့ချီတာရိုက်တာဟုတ်ခုနဲ့တူတော့ iPhone လေးပြောင်းကန်တယ် iPhone อ่ะခိုင်တဲ့ပေါ့ကိုရဲ့ Samsung ပဲတစ်သက်လုံးသုံးတာ iPhone ကြီးသုံးတတ်မှမထင်ဘူးပို့အမရဲ့ iPhone ကလေအခုလူတော်များများကင်နေကြတာပြီးဆိုလေကျွန်တော် iPhone မကင်တတ်ဘူးအခုမှ iPhone ကင်တတ်တာတန်းနိုင်ရှိပါလား Samsung မယူမယ် brand new တဲ့ပြပေးကို SND Samsung နောက်ဆုံးပေါ်ဖုန်းလေးပဲယူလိုက်ရမယ်ချစ်ကြရင်ယူလေဒါပေမဲ့လဲထက်တော့မလုံနေပါနဲ့
အော်ဖုန်းနှလုံးကြောင့်ချစ်မောက်မလို့တာပြီးအလဲထက်လောက်တော့ပတ်စံပို့ထက်တာပေါ့ ဟောပတ်စံထွက်တာဘာရေးလဲလို့ချစ်ရဲ့ဖုန်းအောင်လေးမှာကိုသမီးစားဘွားအမတ်တရအများကြီးပဲ ဟောအဲ့ဒါတော့မပူနဲ့ကိုရဲ့ဒီဖုန်းနဲ့ data တွေကိုလေဒီဖုန်းနဲ့ပြန်ကူထည့်ပေးလိုက်ရတယ် သိရတော့ညီမအဲ့လိုကူးထည့်လို့ရမှသိရအဘတို့လင်မယားနှစ်ယောက်ကလေပြောနေရနှစ်ကိုကြား ဟိုကအလဲထက်လေးလှုပ်ချင်တယ်ဆိုလို့ရှိရင်လေပတ်စံ လောက်ချင်မှလုပ်မယ်နော်လောက်ချင်လည်းလုပ်မယ်နော်ညီမတို့လင်မယားနှစ်ယောက်ကိုယ့်ဘာသာကိုပြောအောင်မယ်နော်အမောင်စင်းလုပ်တဲ့ဗီဒီယိုလေးကိုသိချာလေးရိုက်ထားပြီနော် ချိုက်ကဲဒီမှာကလေးလေးတယောက်ဖုန်းတည်းရတယ်ပြောနေတဲ့ပုံလေးပါခင်ဗျာ ကိုကနှစ်ယောက်လုံးပါလို့လေဗီဒီယိုညီမရိုက်ပေးရမယ် ရတယ်နော်ညီမဟိုကလေအမယောက်ျားရိုက်ပေးရခံစင်လို့ ချစ် KMT ရောက်တော့လေကိုတို့ကလက်ချက်လေးပါဝါကန်လေးတော့ဝယ်သားကြမှာ ပေါ်ပဲစမပေါ့ ဟိုကပါမမဟိုကမှာအမရဟိုကမှာဟိုပါမမအောင်နဲ့ချက်မှာဟိုကမှာ ဟိုဘက်ခုံတထိုင်ရ လင်းပြောသလိုဒါဆိုရင်ယောက်ျားကြီးအပြောင်းလဲမြန်စက်နော်ကြောက်စရာအေးဒါတော့နေ့ယောက်ျားအေးတဲ့လူမို့မတောက်တတ်မစားတဲ့လူမို့နော် မလေအေးတာတွေမတောက်တာမစားတာတွေမပြောနဲ့တောက်တက်စားတတ်တော့လေတောက်တက်စားတတ်လို့ပူရတယ်စိတ်ဆင်းရဲရတယ်မတောက်တက်မစားတတ်တဲ့သူများဆိုလဲဟဲ့ငါယောက်ျားမျိုးဇီစာတွေကြောင်ပြီးတော့ခါတယ်မပြောချင်ဘူးငါပြမယ်ငါဖုန်းလေးလဲခိုင်းဖို့ပြောနေကြားလိုက်အဖက်ကိုမလုပ်တာနော်ယောက်ျားရဲ့မိမဖုန်းကလေတုံးလို့မကောင်းတော့ဘူးအစ်စ်ကလေးလဲမှတယ်နော် ဖုန်းမကောင်းတာများ KMT မှာသွားလဲလိုက်ပေါ့ကွာမင်းပတ်စံရှိနေတာပဲငါ iPhone လေးလဲကျင်တာမလဲရတယ် တွေ့လားဒါတော့ဟဲ့ညီတို့တွေဧည့်သည်တွေရှိနေလို့နော်မလေး အေးပါ စိတ်ကုန်တယ်ယောက်ျားမယူနဲ့လို့ပဲပြောချင်တယ်တငယ်ချင်းရေ အေးပါမလဲစဉ်းစားရတော့ စားလိုက်အောင်ငါလေတခါလေကျရင်တွေးမိရသိလားငါယူထားတဲ့လင်ကနောက်တစ်ယောက်များပြောင်းသွားလားလို့ ဘာလို့တော့ ဘာလို့ရမှာတော့အပြောင်းလဲမြန်လို့ပေါ့ဒီ KMD ဆိုင်မှာပဲလေမလေးငါတို့ပြောဦးပါတယ်ညခါစားတော့ဖုန်းကမှအကောင်းကြီးရှိသေးတယ်အောင်ဇွတ်လက်ဆွဲပြီးတော့မလေးအစ်စ်ကလေးကန်ရကောင်းစေ အေးပါ ခုမြဟဲ့ငါမြင်နေနော်တို့နေ့ဖုန်းမကောင်းတော့ပါဘူးပြောဘာအေးလောက်တော့ဘာမှရေးမလုပ်ဘူး ဒီဟိုနဲ့တွေ့အေးတကယ်ချင်းရဲ့အဲ့ဒါတွေနဲ့တွေးမနေနဲ့ပြောမနေနဲ့တော့နော်ငါလည်းနင်းဩဝါဒတွေနေ့တိုင်းကြားနေရတော့လီယိုကြီးစိတ်ကိုတော်တော်ကိုကုန်နေပြီအစကတော့နောက်တာအခုကတော့တကယ်ကိုကုန်တာဆိုတာလေကဲတကယ်ချင်းနေ Samsung နဲ့ကင်မှာမလားအဲ့ဆိုကုစကန်တွေပါလုံနေနဲ့အစ်စ်တာကင်လိုက်ညီမလေးမတို့ Samsung ကပြပြီနော် ဟဲ့ကြပြီမမဟောလေညီမလေးအမကိုလေ iPhone နဲ့ပဲပြပေးပါဟုတ်ရတယ်မပြပေးမယ် Samsung ကင်နေကြလေဗါလဲ iPhone ပြောင်းကင်မလို့လဲ မဟုတ်ပါဘူးဟောလေငါတော့မဟုတ်ဘူး ဒုတက် ငါရကြအဲ့ဒါတော့ငါဖုန်းကတကယ်ချင်းအကောင်းကြီးပါဟဲ့ငါလျှောက်ပြောနေငါကြတဲ့ငါမတဲ့တော့လေ तू ကဟဲ့ဖုန်းလဲကျင်တယ်ပြောနေတာ तू လည်းလဲမှာမဟုတ်ဘူးပတ်စံငါအကုန်အပ်တာဆိုတော့ငါပဲရှိရလေငါဝယ်ပေးမှာပဲရဆိုတော့လေငါသူ့ကိုပဲအရင်ဝယ်ပေးလိုက်မလားလို့လေ iPhone 16 Pro Max တော်တော်တက်လက်တက်နိုင်